တင်ချိုင်းဘရင်အပိုင်း18သိန်းပိုင်းမင်းသားလေးနှင့်မိသားစုအသစ်ဧကရီတိုင်းပြည်မှာအချိန်တွေဖြည်းဖြည်းလှည့်ပတ်သွားတယ်။ဇာနီနဲ့ဧကရီတို့လက်ထပ်ပြီးနောက်နန်းတော်ဘဝကအရန်ငြိမ်းချမ်းလာတဲ့အမှောင်ရှင်ပျက်စီးသွားပြီးတဲ့နောက်လူတွေအားလုံးစိတ်အေးချမ်းစွာနေနိုင်ကြတယ်။ဇာနီကတစ်ချိန်လုံးကတင်ချိုင်းဘရင်ဖြစ်ခဲ့တဲ့သူပေမဲ့အခုတော့နတ်လင်းတိုင်းပြည်ရဲ့မင်းသားတစ်ပါးလိုဖြစ်နေပြီ။မနက်တိုင်းနန်းတော်ပေါင်တန်းမှာဇာနီနဲ့ဧကရီလမ်းလျှောက်နေကြတယ်။ဧကရီကအပြုံးနုနုနဲ့ပြောတတ်တယ်။မင်းကိုဒီလိုငြိမ်းချမ်းတဲ့ဘဝမှာတွေ့ရတာအယမ်းဝမ်းသာတယ်။ဇာနီလည်းပြုံးပြီးပြန်ပြောတတ်တယ်။ငါအတွက်အရေးကြီးဆုံးကမင်းပဲ။အချိန်တွေတဖြည်းဖြည်းလှည့်သွားတယ်။တနေ့နန်းတော်ထဲမှာသတင်းကောင်းတစ်ခုပြန့်နှံ့လာတယ်။ဧကရီကိုဝင်ရှိနေပြီ။တိုင်းပြည်တစ်ခုလုံးဝမ်းသာသွားတယ်။ဇာနီကတော့အယမ်းစိတ်လှုပ်ရှားနေတယ်။ညတိုင်းဧကရီနားမှာထိုင်ပြီးမေးတတ်တယ်။ငါတို့ကလေးဘလို့ဖြစ်မလဲ။ဧကရီပြုံးပြီးပြောတတ်တယ်။မင်းလိုတတိရှိတဲ့မင်းသားလေးဖြစ်မယ်ထင်တယ်။လအနှဲငယ်ကြာပြီးနန်းတော်ထဲမှာကလေးငိုတန်လေးတစ်ခုကြားလိုက်ရတယ်။မင်းသားလေးမွေးလာပြီ။ကလေးလေးရဲ့မျက်လုံးတွေအစိမ်းဖြော့ဖြော့တောက်နေတယ်။အလင်းစွမ်းအားနဲ့ဝိညာဉ်စွမ်းအားနှစ်မျိုးလုံးပါနေတယ်။နတ်ပညာရှင်တွေတောင်အံ့ဩသွားတယ်။ဒီကလေးကအလွန်ထူးခြားတယ်။ဇာနီကလေးလေးကိုလက်ထဲမှာကင်ထားတယ်။သူ့မျက်လုံးတွေနူးညံ့သွားတယ်။ငါသားဧကရီအနားမှာပြုံးနေတယ်။နာမည်ဘာပေးမလဲ။ဇာနီခဏစဉ်းစားလိုက်တယ်။ပြီးတော့ပြောလိုက်တယ်။အာကာဧကရီမေးလိုက်တယ်။ဘာကြောင့်လဲ။ဇာနီပြုံးလိုက်တယ်။သူ့အနာဂတ်ကကောင်းကင်လိုကျယ်ပြန့်မယ်လို့ယုံလို့အဲ့ဒီနေ့ကစပြီးနန်းတော်ထဲမှာပျော်ရွှင်သံတွေပိုများလာတယ်။အာကာမင်းသားလေးကလျင်မြန်စွာကြီးလာတယ်။သူ3နှစ်လောက်ရောက်တဲ့အချိန်အလင်းစွမ်းအားလေးတွေလက်ထဲမှာပေါ်လာတတ်တယ်။တခါတော့ကသူနန်းတော်တကားအနားမှာကစားနေတယ်။ဇာနီလာပြီးမေးလိုက်တယ်။မင်းဘာလုပ်နေတာလဲ။အာကာပြုံးပြီးပြောလိုက်တယ်။အဖေလိုတိုက်ခိုက်ချင်တယ်။ဇာနီရဲလိုက်တယ်။အခုတော့မတင်သေးဘူး။ဧကရီလည်းလာပြီးကလေးကိုဖတ်လိုက်တယ်။မင်းအရင်ကြီးရမယ်။မိသားစု3ယောက်နန်းတော်ဥယျာဉ်ထဲမှာထိုင်နေကြတယ်။လေကဖြည်းဖြည်းတိုးနေတယ်။နေဝင်ချိန်မှာကောင်းကင်ကလှပနေတယ်။ဇာနီမိသားစုကိုကြည့်ပြီးစိတ်ထဲမှာပြောလိုက်တယ်။ငါအယမ်းကံကောင်းတယ်။တစ်ချိန်တုန်းကတင်ချိုင်းတစ်ခုထဲမှာတယောက်တည်းနေခဲ့တဲ့သူအခုတော့ချစ်တဲ့မိန်းမချစ်တဲ့သားနဲ့အတူပျော်ရွှင်တဲ့မိသားစုဘဝကိုရရှိထားပြီဧကရီဇာနီလက်ကိုကင်လိုက်တယ်။ဘာစဉ်းစားနေတာလဲ။ဇာနီပြုံးလိုက်တယ်။ငါတို့အနာဂတ်အာကာလေးအလယ်မှာထိုင်ပြီးရေနေတယ်။အလင်းနဲ့အမှောင်စစ်ပွဲတွေပြီးသွားပြီးနောက်ဒီမိသားစု3ယောက်ကအချစ်ယုံကြည်မှုနဲ့ငြိမ်းချမ်းတဲ့ဘဝကိုရှေ့ဆက်နေထိုင်သွားကြတဲ့ကွယ်။ပြီးပါပြီကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတို့ကိုအထူးကျေးဇူးတင်ရှိပါတယ်။